မင်္ဂလာပါကလေးတို့ရေဒီနေ့တော့အဖွားကမနက်တိုင်းကျွန်တော်တို့လုပ်နေကြပေမဲ့လူများစွာမပြောချင်ကြတဲ့အရာတစ်ခုအကြောင်းပြောပြမယ်နော်မနက်ခင်းလေးမှာစိတ်ထဲကိုအလိုလိုရောက်လာပြီးတော့ဘယ်နေရာကိုအရင်ဆုံးသွားကြသလဲအများစုကတော့တေးငယ်ပြီးတန့်ရှင်းတဲ့အခန်းလေးထဲကိုဝင်ကြတယ်မဟုတ်လားထိုင်လိုက်တယ်လုတ်စရာကိုလုတ်ပြီးလက်တံလေးတစ်ချက်နှိပ်လိုက်ရုံနဲ့အရာအလုံးပျောက်သွားတယ်အဲ့ဒီလောက်လွယ်ကူလျင့်မြန်တဲ့အရာကိုတစ်ခါလောက်စဉ်းစားဘူးလားအဲ့ဒါရီဖဲကိုသွားလဲဆိုတာပြီးတော့အဲ့ဒီ silver handle မရှိခင်လူတွေဘာလုပ်ကြသလဲဆိုတာဒီနေ့အဖွားပြောမယ့်ဇာတ်လမ်းကမင်းများစစ်ပွဲများအကြောင်းမဟုတ်ဘူးဒီဇာတ်လမ်းကလူသားရဲ့အခြေခံလူအပ်ချက်တစ်ခုအကြောင်းပါအမိုက်အညစ်အကြေးကိုဘလို့ကင်တွယ်ခဲ့ကြသလဲဆိုတဲ့ဇာတ်လမ်းဖြစ်ပြီးဒါဟာအသက်ရှင်ရဲ့အတွက်အရေးကြီးပါတယ်နော်ဉာဏ်ပညာရဲ့ဇလံဆိုလို့လည်းမမားပါဘူးတခါတရံလူသားလူရဲ့အမားကြီးများရဲ့ဇလံလည်းဖြစ်တယ်အရင်ဆုံးအချိန်ကိုနောက်ပြန်ဆုပ်ပြီး2000ကြီးပြန်သွားကြရအောင်လူသားအစောပိုင်းကာလမှာတော့လောကကြီးကပဲအိမ်သာဖြစ်ခဲ့တယ်တောထဲမှာတောင်အောက်မှာတီးတန့်နေရာရှာပြီးလောက်ကြတယ်ဒါပေမဲ့လူတွေအစုလိုက်အပြုံလိုက်နေထိုင်လာကြတဲ့အခါအရာတစ်ခုပြောင်းလဲဖို့လိုလာခဲ့တယ်။ဒီလိုမဖြစ်နိုင်တော့ဘူး။ပိုကောင်းတဲ့နီလန်လူတွေလို့စဉ်းစားခဲ့တဲ့လူတစ်ယောက်ရှိခဲ့တာပေါ့။အဲ့ဒီစဉ်းစားချက်လေးဟာယဉ်ကျေးမှုရဲ့အစပဲဖြစ်တယ်။လွန်ခဲ့တဲ့နှစ်9000ကျော်မှာတော့ Indus Valley ဆိုတဲ့ဒီနေ့ခေတ်ပါကစ္စတန်နဲ့အိန္ဒိယဒေသတွေမှာအိမ်တွေကိုမီးဖုတ်အုပ်နဲ့စောက်ထားတယ်။ဒါပေမဲ့အထူးဆန်းဆုံးကတော့လမ်းအောက်မှာရေမြောင်းတွေရှိတယ်။အိမ်အတွင်းမှာထိုင်ကုန်ပါတဲ့အခန်းလေးတွေရှိတယ်။ပြီးတော့ရေကိုသွန်းချလိုက်တော့အညစ်အကြေးတွေမြို့ပြင်ကိုထွက်သွားတယ်။တငယ်ချင်းတို့ရေသူတို့ဟာလွန်ခဲ့တဲ့နှစ်2000ကြီးကတည်းက flash system ကိုအသုံးပြုနေခဲ့ကြတာပါ။သူတို့နားလည်ခဲ့တာကအရေးကြီးတဲ့အညစ်အကြေးဟာလူနေရာကနေဝေးရဖို့ပါ။နောက်ထပ်တဲမီကြီးကိုခတ်ပြီးအီဂျစ်ကိုသွားကြည့်ရင်ချမ်းသာတဲ့မိသားစုတွေမှာကြောက်ထိုင်ကုန်တဲ့အိမ်သားတွေရှိပြီးအောက်မှာတဲနဲ့ဖိထားတဲ့ထွေးတွေကိုကြောက်ရောက်သွားစေတယ်။ဒါပေမဲ့ရောမလူမျိုးတွေကတော့အိမ်သား technology ရဲ့မဟာဗိဇ္ဇာရှင်တွေပါ။ Marble ထိုင်ကုန်ရှည်ကြီးတစ်ခုဘေးနှက်ဆက်စီမှာအပေါက်တွေထိုးထားတယ်။လူ20-30လောက်အတူထိုင်ပြီးစကားပြောကြတယ်။အိမ်သားဟာသူတို့အတွက်လူမှုရေးနေရာဆက်ခဲ့တယ်။အောက်မှာရေစီးနေပြီးအညစ်အကြေးတွေကိုမြို့ရဲ့ကြီးမားတဲ့မြောင်းကြီးတွေကိုတည်ဆောင်သွားတယ်။သူတို့တီးခဲ့တာကတမြို့ကြီးကရေတန့်လဲလို့တယ်။ရေအညစ်ထုတ်ပစ်နိုင်ဖို့လဲလို့တယ်ဆိုတာပါ။ဒါပေမဲ့ရောမ Empire ပြိုကွဲသွားတဲ့အခါဒီအသိပညာတွေပျောက်ကွယ်သွားခဲ့တယ်။အလဲခဲဥကိုရောက်တော့လူတွေအိယာအောင်မှာ chamber pot ထားကြတယ်။မနက်ရောက်တော့ပင်းဖို့ကနေလမ်းနဲ့ပစ်ချကြတယ်။လမ်းတွေဟာအညစ်အကြေးနဲ့ဖြစ်နေလာပေါ့အဲ့ဒီမှာလူတွေမသိသေးတဲ့အရာတစ်ခုရှိတယ်အညစ်အကြေးတွေမှာမမြင်အိုင်တဲ့ရန်သူဘက်တီးရီးယားတွေရေတောက်ရင်လည်းညစ်ပေသည်ယောဂါတွေလျင်မြန်စွာပြန့်နှံ့လာကလူတန်းများစွာတည်ဆုံးခဲ့ကြတယ်1596ခုနှစ်မှာတော့ Sir John Harrington ဆိုတဲ့လူတစ်ယောက်က Ajax လို့ခေါ်တဲ့ flash အင်တာတစ်လုံးဖန်တီးခဲ့တယ်ရေအိုးကြီးတစ်ပုံကိုအပေါ်မှာတက်ထားပြီးရေကိုလွှတ်ထလိုက်တော့အညစ်အကြေးကိုစေကြောပွင့်နိုင်တယ်။ဘုရင် Elizabeth I အတွက်တောင်တက်ဆင်ပေးခဲ့တယ်။ဒါပေမဲ့မြို့ထဲမှာမြောင်းစနစ်မရှိသေးလို့ဒီအကြံစီကလိုသလောက်အသုံးမဝင်နိုင်သေးဘူး။ထောင်ရှိပိုက်ပြူအောင်များမှာတော့စက်မြို့တော်လန်ရေကာလာဖြစ်တဲ့အတွက်မြို့ကြီးတွေလူစီခံလာကြတယ်။အညစ်အကြေးတွေမြေအောက်ထွန်းတွေစုပုံလာကြတယ်။ရေတွင်းတွေညစ်ပေးလာကြတယ်။ ခေါ်လရာယောဂါပြန့်နှံ့လာတယ်။ဆရာဝန်ဂျွန်စနူကယောဂါဟာလေထဲမှာမဟုတ်ဘူးရေထဲမှာရှိရဲဆိုတာသက်သေပြုခဲ့ပြီးနောက်လူသားတွေနားလေခဲ့တယ်။တန်ရှင်းရေးဟာအသက်ကာကွယ်ရေးဖြစ်တယ်ဆိုတာပေါ့နော်။ Victorian ကာလမှာတော့မြောင်းကြီးတွေစောက်လုပ်ခဲ့ကြတယ်။ S-trap လို့ခေါ်တဲ့ပိုက်ကွေးလေးတစ်ခုတီထွင်ခဲ့ကြတယ်။ရေတစ်ပိုင်းအမြဲကျန်နေပြီးနန်ဆိုးလေအပေါ်မတက်နိုင်အောင်တားမိပေတယ်။ Thomas Crapper ကတော့အိမ်သားကိုလူသစ်များစွာဖြစ်စေပြီးလူတိုင်းအိမ်အတွင်းအိမ်သားရှိဖို့စန္ဒရှိလာကြတာပေါ့20ရာစုထဲမှာအိမ်သားဟာအိမ်တိုင်းအတွက်မဖြစ်မနေလိုအပ်ချက်ဖြစ်လာပြီး
ရေချိုးရင်ဟာတိတန့်ဖန်တီးလာခြင်းကြောင့်အပူချိန်လဲကာကွယ်တယ်အန်ဒီရဲ့လဲကင်းစေတယ်တခါမှလဲခွဲနေသွားရတဲ့အချိန်တွေပျောက်ကွယ်သွားခဲ့တာပေါ့နော်ဒီနှစ်2026မှာတော့နောက်တစ်ခုထက်ထက်ရှိကြတဲ့နီးပညာအံ့ဩစရာတွေရှိတယ်ဒါပေမဲ့ခက်ခဲတဲ့အမှန်တစ်ခုရှိပါတယ်ကမ္ဘာပေါ်မှာဖုန်းရှိသူရဲ့အရေးအတွက်ကလုံခြုံတန်ရှင်းတဲ့အိမ်သာရှိသူထက်ပိုများနေတယ်လူ2ဘီလီယံကျော်မှာတန်ရှင်းသောအိမ်သာမရှိသေးဘူးခလီးထောင်များစွာယောဂကြောင့်တည်ဆုံးနေကြသေးတယ်ဒါဟာကမ္ဘာလုံးဆိုင်ရာကွာခြားမှုပါဒါပေမဲ့မျော်လင့်ချက်ရှိတယ်အနာဂတ်အိမ်သာတွေဟာရေမလိုအပ်ပဲအသုံးပြုနိုင်မယ်အညစ်အကြေးကိုလျှက်စစ်တတ်အားသို့အာဟာရမြေစီအဖြစ်ပြောင်းလဲနိုင်မယ်တကယ်ချင်းလို့ရေအိမ်သာဟာမတန်ရှင်းတဲ့နေရာတစ်ခုလို့ထင်ရပေမဲ့ဒါဟာလူသားယဉ်ကျေးမှုရဲ့ကာကွယ်တိုင်းပါဒါဟာကျမ်းမာရေးကိုကာကွယ်ပေးလေလူကုန်တစ်ခါကိုထိမ့်သိမ့်ပေးလေနောက်တစ်ခါအဲ့ဒီ silver handle လေးကိုနှိပ်တဲ့အခါလွန်ခဲ့တဲ့နှစ်ချောင်းကြီးကတည်းကလူတွေကိုတတိရပါတန်ရှင်းတဲ့အိမ်သာတစ်လုံးဟာတမိုင်းတစ်လျှောက်လူသားတို့အကျူတကွကျူးစားခဲ့မှုရဲ့လက်ဆောင်ပါမဖြိုးကျင်ကြတဲ့အရာတွေလည်းအလွန်အားကောင်းတဲ့ဇလန်းတစ်ပုဒ်ဖြစ်နိုင်တယ်ဆိုတာဒီနေ့သင်ယူခဲ့ကြတယ်နော်နောက်တစ်ချိန်မှပြန်တွေ့ကြမယ်ကျမ်းမာကြပါစေ